ကိုတာကမကျိုးကိုချစ်တာမကျိုးပဲမသိရနော်ဒီ series ကိုကြည့်နေတဲ့သူတွေအကုန်လုံးသိတယ်ဟုတ်တယ်မလားမကျိုးကလည်းကိုလိုပဲနော်တလားတစိတ်ကြီးရွာပြောမယ်ဆိုတာကြည့်ပဲမကျိုးကလေသူ့မှာဘဝတစ်ခုလုံးနဲ့တောင်ရေးထားရတယ်ဆိုတော့သူသားနဲ့ပတ်သက်လာပြီဆိုရင်လုံးဝအပြောမခံဘူးအထိမခံဘူးကိုဖြစ်နေတယ်ဇလန်တွေကလေနေ့စဉ်နဲ့အညာစောင့်ကြည့်နေရပါတယ်ဆိုကမှတလားသူ့မှာအပိုင်းကလေသူ့အပိုင်းကတော်တော်ကိုမှတိုးတာတလားဒီမကျိုးရဲ့ဇလန်တွေအပိုင်းကလေပုံမှန်လွှင့်နေတဲ့အပိုင်းနဲ့တော်တော်ကိုမှတိုးနေတယ်လို့ခံစားရတယ်အဲ့လိုဆိုဒီဇလန်တွေရဲ့ပြသတဲ့အပိုင်းကိုနည်းနည်းလောက်ရှေ့ပေးလို့မရဘူးလားကြည့်ရတာလေတလားအရင်ကမှအချိန်ပြစ်တယ်ကွာတလားကြည့်လို့ကောင်းပြီဆိုတော့ပြီးသွားပြီကိုတာကတော့ဒီမကျိုးတို့တားမိကိုဘယ်လောက်ထိချစ်လဲဆိုရင်ဒီမှာကြည့်တလားသူ့ဖုန်းရဲ့ဝေါ်ပေပါမှာတော့မှမကျိုးတို့တားမိကနေရာယူထားတာဒီခန်းကလေမထိန်မထားလောက်အောင်ကိုတာနဲ့မကျိုးတို့ကလေ chemistry မိမိနဲ့ပြိသက်တွေကိုဆွဲဆောင်နိုင်ခဲ့တယ်မကျိုးကလေကိုတာကိုချစ်နေပြီဖြစ်ကြောင်းပေါ့နော်ဝင်ခံလိုက်တဲ့အချိန်မှလေတလားသူတို့နှစ်ယောက်စလုံးမပြောနဲ့တလားကြည့်နေတဲ့ကိုတော်မှမိရည်အရန်ကိုကြာပြီးတော့ခံစားရတယ်တလားဒီခန်းလေးကလေတော်တော်ကိုမှကြည့်လို့ကောင်းခဲ့တယ်ပြီးတော့လေတလားဒီမကျိုးရဲ့ဇလန်တွဲလေးကိုလည်းရုပ်ရှင်အဖြစ်နဲ့ထုတ်လုပ်ခဲ့မယ်ဆိုရင်လည်းတကယ်ကိုကောင်းတဲ့ကားလေးတစ်ကားဖြစ်လာနိုင်ခြေရှိတယ်ပြီးတော့လေအကြီးကောင်ကိုကျော်တို့ဇနီးမောင်နှံဆိုရင်လည်းကိုတာပြောတဲ့လိုမျိုးချိန်စာမိနေပြီနဲ့တူတယ်သူတို့เนี่ยဘလောက်ပဲစူးစမ်းအခုတစ်ထီကိုခလေးရနိုင်ကြမရှိသေးဘူးကိုကျော်တို့ကလည်းတော်တော်ကြည့်ရနော်မကျိုးရဲ့ခလေးကိုချစ်နေရတော့မှကော်တေမချစ်ရတဲ့နဲ့ခိုးချောင်ခိုးဝဲနဲ့ကိုချစ်နေရတယ်